မြတ်စွာဘုရားတဲ့တတ္တဝါတွေအတွက်ဦးသည့်တိုင်အောင်အသက်ကြီးသည့်တိုင်အောင်ဘဝရဲ့နောက်ဆုံးအချိန်ထိတိုင်အောင်တကယ်ကောင်းတဲ့အရာကဘယ်အရာမှဖြစ်မလဲတဲ့စိတ်ဝင်စားစရာပါပဲနော်နောက်ဒုတိယမေခွန်းကဗန္ဓေဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားပဋိဋ္ဌိတာမိမိရဲ့တန်တန်မှာတည်တံ့ခိုင်မြဲတည်တည်ရှိသောကိန္တုအပေရာသည်သာဓုကောင်းပါသလေတဲ့ကိုယ့်ရဲ့တန်တန်မှာတတ္တဝါတွေရဲ့တန်တန်မှာဘယ်လိုတရားမျိုးတည်တံ့ခိုင်မြဲနေမယ်ဆိုရင်ကောင်းမြတ်မလဲတဲ့ဘာတွေကိုယ့်ရဲ့တန်တန်မှာအမြဲတမ်းရှိနေရင်ကောင်းမလဲပေါ့နော်နောက်တတိယမေခွန်းကဗန္ဓေဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားနရနန္ဒူသားတို့အတွက်ရတနံယရနာလို့ပြောရလောက်တန်ဖိုးရှိတဲ့အရာကကိန္တုပဲရပါလေတဲ့လူသားတွေအတွက်အလွန်တန်ဖိုးကြီးတဲ့ယရနာဆိုတာဘယ်ရာကိုပြောတာတော့တဲ့ဒါကတတိယမေခွန်းပေါ့နောက်သတုထမေခွန်းကကိန္တုစောရိဟိဒုဟရံစောရိဟိကိုသူတို့သည်ကိန္တုဘယ်ရာကိုဒုဟရံအလွယ်တကူခိုးယူလို့မရနိုင်တဲ့အရာပါလေတဲ့ခိုးသားသမျှတွေအတင်းအဓမ္မလူယူဖြစ်စည်းလို့မရတဲ့အရာကဘယ်အရာလဲလို့မေးတာမေးခွန်းပဲနှစ်ခုလဲဗျာ၄ခုနော်မေးခွန်း၄ခုသလုံးကသူ့ရှုထောင့်နဲ့သူအလွန်တန်ဖိုးကြီးတဲ့အဖြေတွေကိုဖြစ်စေလိမ့်မယ်ပြန်ပြောမယ်နော်ပထမမေးခွန်းကတတ္တဝါတွေအတွက်ကိုယ်သိတိုင်အောင်အသက်ကြီးသည့်တိုင်အောင်ဘဝရဲ့နောက်ဆုံးအချိန်ထိတိုင်အောင်တကယ်ကောင်းတဲ့အရာကဘယ်အရာလဲဒုတိယမေးခွန်းကတတ္တဝါတွေရဲ့တဏ္ဍာမှာဘယ်တရားဟာအမြဲတမ်းတည်တံ့ခိုင်မြဲနေမယ်ဆိုရင်ကောင်းပါလေတတိယမေးခွန်းကလူသားတို့အတွက်အဖို့နဲ့ကထိုက်တယ်နဲ့ယရနာဆိုတာဘယ်ရာကိုပြောတာလဲသုဒ္ဓမေးခွန်းကခိုးသားသမျှတွေအတင်းအဓမ္မလူယူဖြစ်စည်းလို့မရတဲ့အရာကဘယ်အရာလဲအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကဂါထာနဲ့ပဲပြန်ပြီးတော့ဖြေခဲ့တယ်ဘယ်လိုဖြေလဲဆိုတော့သီလံယာဝဇရာတာတုတတ္တတာတုပဋိဋ္ဌိတာပညာနရဏရတနာပုံညာစောရိဟိတုဟရံတဲ့ဒေဝဗုဒ္ဓတိလိုရေးဖြင့်မေးလျှောက်လာတဲ့ဩနတယာဝဇရာဥသည့်တိုင်အောင်တာတုကောင်းမြတ်တဲ့အရာကတော့သီလံကိုကျင့်တရားပဲတဲ့ပထမမေးခွန်းကိုစဖြေနော်တတ္တဝါတွေအတွက်ဥသည့်တိုင်အောင်အသက်ကြီးသည့်တိုင်အောင်ဘဝရဲ့နောက်ဆုံးအချိန်ထိတိုင်အောင်တကယ်ကောင်းတဲ့တရားကတော့ကိုချင်းသီလပါတဲ့ဒီနေရာမှာဦးဇင်းတို့ပြည်သက်ပေါင်းတို့ဒါလေးကိုကိုယ့်ရဲ့ဉာဏ်နဲ့ထဲထဲဝင်ဝင်နားလေသဘောပေါက်အောင်စဉ်းစားတတ်ဖို့လို့အသက်ကြီးသည့်တိုင်အောင်ကောင်းတာကကိုချင်းတရားဆိုတာဟုတ်ရဲ့လားဆိုတာလေနော်ဆိုကြပါစို့ဦးဇင်းတို့ဘဝမှာကိုချင်းတရားစရှိတဲ့သူတော်ကောင်းတရားတွေမရှိဘူးဆိုရင်ကျန်တဲ့အရာတွေကဥသီးတိုင်အောင်ကောင်းတယ်လို့မဆိုနိုင်ဘူးနော်ဘာလို့ဆိုဦးဇင်းတို့ဒီခန္ဓာကိုယ်ကြီးကိုကလက်ကြီးလာလို့ရှိရင်သူကတဖြည်းဖြည်းနဲ့ချွတ်ယွင်းပြီးတော့တဲ့ပြောရရင်တော့မကောင်းလာတာပါပဲကြီးလာလေလေမကောင်းလေပါပဲဟုတ်လားဒီခန္ဓာကိုယ်ရဲ့သဘောကိုယ်ကစအသက်ကြီးလာလေလေမကောင်းတဲ့ဘက်ကိုသူကရှေ့ရှုသွားနေတာဆိုတော့တရက်တည်းသူကပူပြီးတော့မကောင်းလာတာဒါကြောင့်မျက်လုံးကလည်းပဲပူပြီးတော့မကောင်းလာတာဒါကြောင့်မျက်မှန်နေတိုက်ရမှာဟုတ်လားနားကလည်းပူပြီးတော့မကောင်းတဲ့ဘက်ကိုသွားတယ်အဲ့ဒါလိုခန္ဓာကိုယ်တစ်ခုလုံးကတဖြည်းဖြည်းနဲ့ဟိုကချွေရင်ဒီကကျွင်းလာတော့ဘာဖြစ်တော့မြင်လို့လည်းမကောင်းဘူးကြားလို့လည်းမကောင်းဘူးဟုတ်လားစားလို့လည်းမကောင်းဘူးသွားလို့လာလို့မကောင်းဘူးပြောလို့ဆိုလို့မကောင်းဘူးဘာမှဒီခန္ဓာကိုယ်မှာကောင်းတာရဲ့လို့လက်ကြီးလာလေလေမရှိလေလေပါပဲဒါသဘာဝတရားပဲဟုတ်တယ်မို့လားအဲ့တော့ဦးဇင်းတို့ဒါနဲ့ရင်ဦးဇင်းရဲ့ပြင်ဘက်ကစီးပွားဥစ္စာတွေပြည်စုံတဲ့ပညာတွေတတ်ထားတဲ့အမျိုးမျိုးပြင်မကအရာတွေနဲ့ပြည့်စုံနေဆိုရင်တော့ကောင်းတယ်လို့မဆိုနိုင်ဘူးလားလို့တွေးတယ်ရှိဒီနေရာမှာဦးဇင်းတွေးမိတာလေးကိုပြောမယ်ဒီခန္ဓာကိုယ်ကြီးကိုယ်ကမှမကောင်းဘူးဆိုရင်ပြင်မကအရာတွေကိုလည်းပဲကောင်းတယ်လို့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့လက်တွေ့လေးစဉ်းစားကြည့်ပေါ့ဗျာ။အိမ်မှာတီဗီကြီးအကြီးကြီးရှိတယ်မှန်လားပြင်အကျယ်ကြီးနဲ့အာကြီးတောက်ပြီးတော့ကြည့်ရတော်တော်ကောင်းတယ်လို့ဆိုကြပါစို့။လိုင်းပေါင်းစုံလည်းတတ်ထားတယ်လို့ဆိုကြပါစို့ဟုတ်လား။သို့တော့မျက်စိကမွဲနေတယ်မျက်စိကမကောင်းဘူးဆိုရင်အဲ့ဒီကြည့်ရတွေကကိုယ့်အတွက်ကောင်းတယ်လို့ဆိုနိုင်မလားနားထောင်စရာတွေဘယ်လောက်ပဲရှိနားလေးနေမယ်နားမကောင်းတော့ဘူးဆိုရင်အဲ့ဒါတွေကကိုယ့်အတွက်ကောင်းတယ်လို့ဆိုနိုင်မလားဒီစားတဲ့တောက်စရာတွေအလုံးကိုပိုးများနေတယ်ချမ်းသာတယ်ကြွယ်ဝတယ်လို့ဆို냐တော့လည်းပဲခန္ဓာကိုယ်ကကျန်းမာရေးမကောင်းတော့လို့မစားခြင်းမတောက်ခြင်းဖြစ်နေတယ်ဆိုရင်အဲ့ဒီစားတဲ့တောက်စရာတွေပေါ်နေတာကကိုယ့်အတွက်သိပ်ပြီးတော့ကောင်းတယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူး
အဲ့တော့ခံစားမဲ့ဒီခန္ဓာကိုယ်ကြီးကိုကမကောင်းဘူးဆိုလို့ရှိရင်ခံစားအပ်တဲ့ကျန်တဲ့အာယုန်တွေကိုလည်းပဲကောင်းတယ်လို့ပြောလို့မရတော့ဘူးဒါပေတဲ့လက်ခံနိုင်မယ်နားလည်နိုင်မယ်လို့အရင်ထင်ပါမဟုတ်လားအဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုကစမကောင်းဘူးဆိုရင်ကျန်တာတွေကလည်းပဲကောင်းတယ်လို့ပြောလို့မရတော့ဟုတ်ရဲ့လားဒါကြောင့်တကယ်စဉ်းစားကြည့်ရင်အသက်ကြီးသည့်တိုင်အောင်ကောင်းတဲ့အရာဆိုတာတော်တော်ရှားတယ်အဲ့ဒါမြတ်စွာဘုရားကတော့ကိုချင်းသီလနဲ့သာပြည့်စုံအောင်နေထိုင်ခဲ့မယ်ဆိုရင်အဲ့ဒါအသက်ကြီးသည့်တိုင်အောင်အဲ့ဒါကောင်းတယ်တဲ့ဟုတ်လားကိုယ့်ရဲ့ကာယကံမှုဝစီကံမှုလေးကတန်ရှင်းတဲ့စင်ကြယ်တယ်ဆိုရင်ဘာနှောင့်တမှရကြရမရှိအလွန်အပြစ်ကင်းတဲ့အရာကိုခံစားရမယ်ပေါ့ကိုချင်းတို့ချမ်းသာဒုက္ခဆိုတာကိုမြတ်စွာဘုရား၄မျိုးပိုင်းခြားပြီးတော့ဟောထားတဲ့သုတ်တန်လေးတစ်ခုရှိတယ်အဲ့ဒါလူသားတွေနဲ့တော်တော်ကိုက်ညီတယ်လို့ဆိုရတယ်ချမ်းသာဒုက္ခ၄မျိုးကဘာလဲဆိုတော့နံပါတ်1အဋ္ဌိဒုက္ခတဲ့အဋ္ဌိဒုက္ခဆိုတာပစ္စည်းဥစ္စာတွေရှိတယ်ဆိုတာကိုတွေးပြီးတော့ဖြစ်တဲ့ချမ်းသာရှိတယ်ဆိုပြီးတော့စိတ်ထဲမှာဖြစ်ရတဲ့ချမ်းသာပေါ့ဒါလည်းပဲထိုက်တဲ့လောက်တော့ချမ်းသာတယ်လို့ဆိုရမှာပေါ့နော်နောက်နံပါတ်2ချမ်းသာကဘောဂဒုက္ခတဲ့ဘောဂဒုက္ခဆိုတာကခံစားသုံးဆောင်လို့ဖြစ်ရတဲ့ချမ်းသာရှိတာလေးကိုကမြင်တရားဖြစ်အောင်ဖန်တီးမယ်ကြားတရားဖြစ်အောင်ဖန်တီးမယ်နမ်းစရာစားစရာထိတရားဖြစ်အောင်ဖန်တီးလို့မရဘူးလားရတယ်အဲ့ဒါဆိုရင်ဘာလို့ခံစားရတယ်ဟုတ်လားအဲ့ဒါဘာလို့ခံစားရတဲ့ချမ်းသာနောက်နံပါတ်3ချမ်းသာကအာနန္ဒယဒုက္ခတဲ့အာနန္ဒယဒုက္ခဆိုတာကကျွေးကင်းတဲ့ချမ်းသာငါဘယ်သူမှဘာမှပေးတယ်မရှိဘူးဆိုရင်အဲ့ဒါစိတ်ထဲမှာနော်ချမ်းသာတဲ့သဘောပေါ့ဒါကလည်းပဲကျွေးတွေနဲ့ပူပူလောင်လောင်နေဘူးမှကျွေးကင်းတဲ့ချမ်းသာကပို့ပြီးတော့အရသာပေါ်မှာဟုတ်လားတခါမှကျွေးမတင်ဘူးဆိုရင်လည်းပဲကျွေးကင်းတဲ့အရာကိုနားလည်ဖို့သိမလွယ်ဘူးပေါ့နော်အေးနောက်ဦးဇင်းတို့၄ခုမြောက်ချမ်းသာကအနဝိဇ္ဇဒုက္ခတွေအပြစ်ကင်းတဲ့ချမ်းသာနောက်ကိုချင်းသီလပြည့်စုံပြီဆိုလို့ရှိရင်ရမယ့်ချမ်းသာပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာဒေသတွေသောသောကပြောခဲ့တဲ့ချမ်းသာဒုက္ခနောက်အတ္တိဒုက္ခရှိလို့ဖြစ်တဲ့ချမ်းသာဘောဂဒုက္ခခံစားလို့ဖြစ်တဲ့ချမ်းသာအာနန္ဒယဒုက္ခကျွေးကင်းတဲ့ချမ်းသာဒီချမ်းသာတွေထက်အများကြီးသာတယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်အသက်ကြီးတဲ့အခါမှာကိုယ့်ရဲ့ဘဝနောက်ကျောင်းလေးကိုပြန်ကြည့်လိုက်တိုင်းအာရမှုပီတိဖြစ်เสียအကြောင်းပတ္တိဖြစ်เสียအကြောင်းစိတ်ချမ်းသာတဲ့အကြောင်းဖြစ်တဲ့ကိုချင်းသီလသီလနဲ့တကယ်စဉ်းစားကြည့်ရင်အသက်ကြီးသည့်တိုင်အောင်ကောင်းတယ်ဟုတ်လားကိုချင်းသီလမပြည့်စုံဘူးအမြဲတမ်းပဲချိုးဖောက်နေတယ်ဆိုလို့ရှိရင်ကိုယ့်ဘဝနောက်ကျောင်းကိုပြန်ပြီးတော့စဉ်းစားခြင်းသိပြီးတော့မရှိဘူးကိုလည်းသိပြီးတော့မတတိဘူးလိပ်ပြလည်းမတန့်ဘူးဘာဒီဘေးကဘလောက်ဝိုင်းနေအောင်ရှိကိုချင်းသီလမရှိဘူးဆိုရင်သူ့ရဲ့စိတ်ထဲမှာတကယ်ချမ်းသာမှုရတယ်လို့မဆိုနိုင်ဘူးဟုတ်ရဲ့လားလက်ခံကြရလားဗျာဒါကြောင့်မြတ်စွာဘုရားကဥရတဲ့တိုင်အောင်ဘဝရဲ့နောက်ဆုံးအချိန်ထိတိုင်အောင်တကယ်ကောင်းတဲ့အရာကတော့ကိုချင်းတရားလို့ဟောနော်ဒါတော်တော်လေးနဲ့တယ်လို့ထင်ပါတယ်ဟုတ်လားဒါကြောင့်ကိုချင်းသီလလေးတွေကိုတတ်နိုင်သမျှတန်ရှင်းအောင်ဖြူစင်အောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်ကိုချင်းသီလဆိုတာကဦးဇင်းတို့ပုထုဇဉ်ဘဝကတော့အမြဲတမ်းပြည့်စုံနေလိမ့်မယ်လို့အမခံလို့မရနော်သောတာပန်ဖြစ်သွားမှ၅ပါးသီလဆိုတာအကျွင်းမဲ့လုံခြုံတာပေါ့အမခံချက်ရှိသွားသို့တော်လည်းပဲကိုကလေတိုင်းပြန်ထမယ်ဆိုတဲ့စိတ်ကူးမျိုးနော်ကိုချင်းသီလပြည့်စည်တယ်အထာကိုကနောင်တမျိုးမဖြစ်စေရဘူးဆိုပြီးတော့ကြိုးစားပြီးတော့စောင့်ထိန်မယ်ဒီလိုနဲ့သွားကြရမှာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပထမမေးခွန်းရဲ့ဖြေပေးကြစို့နော်ကိုသိတိုင်အောင်တကယ်ကောင်းတဲ့ຢာကဘာလဲတော့ကိုချင်းတရားတဲ့အဲ့တော့ဦးဇင်းတို့ဒုတိယမေးခွန်းရဲ့ဖြေကိုဆက်သွားရအောင်နော်မိမိရဲ့တဏ္ဍာမှာဘယ်ရာတည်တံ့ခိုင်မြဲနေမယ်ဆိုရင်တကယ်ကောင်းမလဲတဲ့အဲ့တော့မြတ်စွာဘုရားကတတ္တာပဋိဋ္ဌိတာယုံကြည်မှုတရားတရားမိမိတဏ္ဍာမှာတည်တံ့ခိုင်မြဲနေမယ်ဆိုရင်သာဓုအဲ့ဒါတကယ်ကောင်းတယ်တဲ့နော်တရားတရားလေးမိမိတဏ္ဍာမှာအမြဲတမ်းတည်နေမယ်ဆိုလို့ရှိရင်ကောင်းတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာတရားတရားဆိုတာကိုပိဋကပေါင်းတော်တို့အလုံးသဘောပေါက်ကြပြီးသားပါနော်မြတ်စွာဘုရားရဲ့ဂုဏ်အည်သွေးကိုယုံကြည်တဲ့သဘောတရားတော်မြတ်ရဲ့ဂုဏ်အည်သွေးကိုယုံကြည်တဲ့သဘောသံဃာတော်ရှင်မြတ်တို့ရဲ့ဂုဏ်အည်သွေးကိုယုံကြည်တဲ့သဘောကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အလုပ်တစ်ခုကိုလုပ်လိုက်မယ်ဆိုရင်တော့အဲ့ဒီအလုပ်နဲ့တန်တဲ့အကျိုးရလဒ်ကိုကိုယ်တည်ကြပေါက်သိမ့်ပေးရလိမ့်မယ်ဒါကိုရှောင်လွှဲလို့မရနိုင်ဘူးဆိုတဲ့ကံရဲ့အကျိုးကိုယုံကြည်တဲ့သဘောအဲ့ဒါကိုဘာလို့ခေါ်မလို့တရားတရားနော်တရားတရားဆိုတာ
ယုံတဲ့ယုံလိုက်တာကိုယုံလိုက်လို့စိတ်ထဲမှာကြည်သွားတဲ့သဘောလေးယုံကြည်ဆိုတာလေးကိုအဲ့လိုလေးစကားလုံးလေးနဲ့ကပ်ပြီးတော့မှတ်စေခြင်းနဲ့ဟုတ်လားယုံတဲ့ယုံလိုက်တာကိုယုံလိုက်လို့စိတ်ထဲမှာကြည်သွားတယ်ဒါလက်တွေ့စမ်းလို့ရတယ်ပေါ့ဘုရားရဲ့ဂုဏ်တရားရဲ့ဂုဏ်သံဃာရဲ့ဂုဏ်ကံကံရဲ့အကျိုးဆိုတာလောကကြီးမှာတကယ်အမှန်တရားတွေဖြစ်တယ်ဟုတ်လားဒါကြောင့်အဲ့ဒီတရားတွေဟာယုံတဲ့ဆိုကြပါစို့ဒကာဓမ္မတို့ဦးဇင်းတို့ကိုးကွယ်နေတဲ့မြတ်စွာဘုရားလောဘဒေါသမောဟလုံးဝမရှိဘူးဆိုတာတကယ်အမှန်တရားဖြစ်တယ်အစစ်အမှန်ဖြစ်တယ်ဒါကြောင့်အဲ့ဒါဟာယုံတဲ့နဲ့အဲ့ဒီယုံတဲ့အရာကိုကိုယ်ကစိတ်ထဲမှာယုံနေဩတို့ရဲ့မြတ်စွာဘုရားကကိလေသာကင်းတော်မူတယ်သိစရာအလုံးကိုသိတော်မူတယ်လို့ဘုရားရဲ့ဂုဏ်အရည်အသွေးကိုအဲ့လိုယုံမယ်ဆိုရင်စိတ်ထဲမှာတေချာပေါက်ကြည်တယ်ဆိုတာဖြစ်ကိုဖြစ်တယ်ဟုတ်ရဲ့လားအေးဒါကြောင့်ပိဿပေါင်းတော်လို့အဲ့လိုယုံလို့ကြီးလာတဲ့သဘောလေးမိမိတန်တာမှာအမြဲတမ်းတီးနေအောင်ကြိုးစားရမယ်ဟုတ်လားဘာကြောင့်အဲ့ဒီတရားတရားဟာအမြဲတမ်းတီးနေရင်ကောင်းတယ်လို့ပြောရတော့ဆိုတော့အဲ့ဒီယုံကြည်ချက်ကလေးကခိုင်မာနေမှဘဝလမ်းကြောင်းကမဆောင်ဟုတ်လားယုံကြည်မှုကပေါ်တစ်ခါပြောက်တဲ့ဖြစ်နေတယ်ဆိုရင်ဘဝလမ်းကြောင်းကပြောင်းသွားတယ်လူဆိုတာကိုယုံတဲ့အတိုင်းကိုယုံကြည်တဲ့အတိုင်းလုပ်နေကြတာဟုတ်တယ်မဟုတ်လားဟုတ်တယ်ဓမ္မတော်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေမှာဒီယုံကြည်မှုတရားအမြဲတမ်းခိုင်မြဲနေအောင်ကြိုးစားဖို့လုပ်အထူးသဖြင့်ဦးဇင်းတို့တိုက်တွန်းနေတာကစေတနာမြတ်သုံးပါးရဲ့ဂုဏ်ကိုတော့ယုံကြတယ်တချို့ကတခါတည်းမှာကံကံရဲ့အကျိုးရဲ့ပုံမှာယုံကြည်မှုနည်းနည်းအားပြော့တယ်လို့ထင်ဟုတ်လားကံကံရဲ့အကျိုးရဲ့ပုံမှာတကယ်ယုံကြည်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝလမ်းကြောင်းမှာအလွန်တရာမှတဲ့နေပေါ့ကောင်းတာဒီတာနဲ့တကယ်အားကိုးရမကောင်းတာဒီတာနဲ့တကယ်ကြောက်လန့်ရလို့တကယ်ယုံကြည်မယ်ဆိုလို့ရှိရင်နော်လွယ်မှားတဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေတော်တော်နည်းမသွားနိုင်ဘူးလားနည်းသွားနိုင်တာဟုတ်လားတကယ်တမ်းကတော့ဒကာမတို့ဦးဇင်းတို့ရဲ့ဘဝမှာကောင်းမြတ်တဲ့အလုပ်တွေကလည်းလို့တခြားဘယ်ရာမှအားကိုးစရာမရှိဒီအချက်ကိုယုံကြည်ဖို့လို့ဟုတ်လားယုံညံ့တဲ့အကုသိုလ်တွေကလွဲလို့လည်းပဲဘယ်ရာမှလောကကြီးမှာကြောက်เสียမရှိဟုတ်လားသို့တော့အဲ့ဒီအချက်ကိုယုံကြည်မှုအားပြောကြတဲ့အတွက်ကြောင့်ဒီပြင်နေရာကများအချောင်ပေါက်ဘလို့ချမ်းသာပေါက်တွေများတိုးလိမ့်မလဲဆိုတဲ့အနေနဲ့အားကိုးရမှားကြတာတွေချို့မရှိဘူးလားရှိတယ်နော်ကြောက်လန့်တာတွေလွဲပြီးတော့ကိုယ်ဝယ်မှုအားကိုးမှုလွဲကြတာတွေရောမရှိဘူးလားရှိတယ်အဲ့တော့တကယ်ဘဝမှာကိုယ်စိတ်ထဲမှာယုံကြည်မှုရှိထားဖို့ရာကဘာလဲဆိုလို့ရှိရင်ယတနာမြတ်သုံးပါးရဲ့ဂုဏ်ရဲ့ကောင်းတာသီတာနဲ့အားကိုးရဖြစ်တယ်မကောင်းတာသီတာနဲ့ကြောက်လန့်เสียဖြစ်တယ်ဆိုတဲ့အချက်ဟုတ်လားအဲ့ဒါကိုကပုံပြီးတော့ယုံနိုင်ဖို့လိုဟုတ်လားဒါဆိုလို့ရှိရင်ကောင်းတာတွေကိုပို့ပြီးတော့ကြိုးစားပြီးတော့လုပ်ဖြစ်မယ်မကောင်းတာတွေကိုတတ်နိုင်တယ်မှာတပြေးပြေးနဲ့ရှောင်ကျဉ်ပြတ်သွားမယ်အဲ့ဒါလို့ဆိုရင်ကိုယ့်ရဲ့ဘဝလမ်းကြောင်းတွေကကိုယ့်ယုံကြည်မှုကလေးနဲ့ကိုတန်းနေတယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့ဒီယုံကြည်မှုအားပြော့သွားတာနဲ့ယုံကြည်မှုရိုင်သွားတာနဲ့သူ့ရဲ့လှုပ်တာကိုင်တာပြောတာဆိုတာတွေကလည်းပဲလမ်းကြောင်းကစောင်းသွားတယ်တယောက်နဲ့တယောက်လောကကြီးမှာဘဝလမ်းကြောင်းကိုသွားနေကြပုံချင်းမတူရဘူးဟုတ်လားဘာလို့မတူတာတော့ထင်တော့အဲ့ဒီယုံကြည်မှုမတူတာပဲဟုတ်လားကိုယုံကြည်တဲ့အတိုင်းလုပ်နေကြအဲ့တော့ဒီနေရာမှာလည်းပဲယုံကြည်မှုအစစ်အမှန်ဒီတရားအကြီးအသေးပေါ်မူတည်ပြီးတော့လည်းပဲလှုပ်တာကိုင်တာတွေကြွားတတ်သေးတယ်ဆိုကြပါစို့တချို့ကကောင်းတာတွေကိုတကယ်ကိုပဲစွန့်တန်ပန်သက်စွန့်ကြိုးပမ်းလူရဲတဲ့လူတွေရှိတယ်ဟုတ်လားဆိုကြပါစို့ဥမာပြောရမယ်ဆိုရင်ဘုရားလောင်းတို့ဒါသူတို့ဒါနမှုသီလမှုနော်ဒီပါရမီကောင်းမှုပြုတဲ့နေရာမှာဘာနဲ့မဆိုလဲရတဲ့အနေအထားမျိုးနဲ့သူတို့လှုပ်သွားရတယ်ဟုတ်လားဒီကရမတို့ဦးချင်းတို့ကြတော့ယုံကြည်မှုတရားကအဲ့ဒါလောက်မခိုင်မြဲတဲ့အတွက်ကြောင့်မရင့်တန်သေးတဲ့အတွက်ကြောင့်ကောင်းတာတွေကိုလုပ်တဲ့နေရာမှာသူတို့လောက်ကိုမရေဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ကောင်းတဲ့အလုပ်တွေကိုဘာကြောင့်ကြီးမားမားရေဝုန်းမလုပ်နိုင်သေးတာတုံးလို့စစ်စစ်ကြည့်ရင်အဲ့ဒီယုံကြည်မှုဆိုတာလိုနေတာဟုတ်လားမရှိဘူးတော့မဟုတ်ဘူးရှိတယ်တို့ယုံကြည်မှုကလည်းသူ့အရှင်းနဲ့သူရှိတာဟုတ်လားဘုရားတို့ပုထုဇဉ်တွေရဲ့ယုံကြည်မှုကသိပြီးတော့ခိုင်မြဲတယ်လို့ပြောလို့မရသေးဘူးတဲ့သစ္စာလေးပါးကိုမြင်သွားပြီအရိယာမဉ္ဇဉ်နဲ့ထိုးထွင်းပြီးတော့တိသွားပြီဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့ယုံကြည်မှုကြတော့မှတကယ်ခိုင်မြဲသွားတယ်လို့အဲ့လိုပြောတာလေပိဋကတို့ကြားဖို့မှာမဟုတ်လားဆိုကြပါစို့ဦးဇင်းတို့ဒါဝရိဏနတ်တေစုတေကနေမှာ
သူတို့ပန်ထားတဲ့နတ်တွေရဲ့ပန်းကညှိုးတယ်တဲ့သူတို့ဝတ်ထားတဲ့ဝတ်တွေကညစ်လာတယ်သူတို့ရဲ့ရုပ်ဆင်းကမတန်ရှင်းတော့ဘူးသူတို့နေတဲ့နတ်ပြည်မှာမပျော်တော့ဘူးသူတို့ရဲ့ဂျိုင်းကြားကနေပြီးတော့ချွေးတွေထွက်လာတယ်အဲ့ဒီလိုနမိတ်တွေပြလာရင်ဘေးကနတ်တွေကဒီနတ်ကတော့တည်တော့မှာပဲဆိုတာကိုသိကြတယ်ဒီနမိတ်တွေကိုကြည့်အဲ့လိုသိတဲ့အခါမှာအချင်းချင်းဒီကနေ့နတ်ကိုမသေးသေးတဲ့နတ်တွေကသတိပေးစကား၃ချက်ပြောတယ်တဲ့ဒါလည်းကြားဖို့မထင်ပါနဲ့ဒါအခွင့်အရေးလို့ဦးဇင်းကထည့်ပြောလိုက်တယ်ဘာပြောတော့ဆိုတော့အချင်းနတ်သာသင်ဒီဘဝကစုတည်လို့ရှိရင်ကောင်းမြတ်တဲ့ဘဝကိုရောက်အောင်သွားပါဒါတခွန်းကောင်းမြတ်တဲ့ဘဝကိုရောက်လို့ရှိရင်အကောင်းဆုံးလက်လာဘကိုရအောင်ယူပါဒါတခွန်းအဲ့ဒီအကောင်းဆုံးလက်ကိုရပြီဆိုရင်လည်းပဲအဲ့ဒီလက်ကိုကိုယ့်ရဲ့တန်တမှာခိုင်မြဲနေအောင်ကြိုးစားပါဒါတခွန်းတကားသုံးဖို့မှာတယ်တဲ့ဒါမြတ်စွာဘုရားရဟန်းတော်တွေကိုဟောထားတာပါဦးဇင်းတို့ဣတိဥပါဠိတော်မှာပြင်စပုဗ္ဗနိမိတသုတ်တံဆိုပြီးတော့ရှိဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ရှင်းပြတယ်တာဝရိန္ဒာနတ်တွေကသူဂတိဘဝကောင်းမြတ်တဲ့ဘဝလို့ချီးမွမ်းပြီးတော့ပြောထားတဲ့ဘဝကအဲ့ဒါလူဘဝကိုဆိုလိုတာပါတဲ့လူတွေကသေပြီးရင်တချို့နတ်ဖြစ်နေတာရှိတယ်အခုနတ်တွေကသေပြီးရင်ဘယ်ကိုသွားပါလို့ပြောနေတာတော့လူဘဝကိုသွားပါလို့ပြောနေတာတစ်မျိုးစီဖြစ်နေတယ်ဟုတ်လားသူတို့ကလူဘဝရဲ့တန်ဖိုးကိုပူပြီးတော့နားလေတယ်လို့ဆိုရမှာနော်လူဘဝဆိုတာကတော့ကောင်းတဲ့လောကဓာတ်မကောင်းတဲ့လောကဓာတ်တွေနဲ့အစုံတွေ့ရတာဆိုတော့ပါရမီတွေကိုဖြည့်ဆည်းဖို့အတွက်အခွင့်အလမ်းပို့ပြီးတော့တာတယ်လို့ဆိုရမယ်အစင်မပြေမှုတွေဆင်းရဲဒုက္ခတွေကတကယ်တမ်းကတော့ခန္တီပါရမီတွေဒီအခက်အခဲတွေကိုပြေလည်အောင်ဖြည့်ရှင်းနိုင်မဲ့ပညာပါရမီတွေဝိရိယပါရမီတွေဒါတွေထွက်လာဖို့အတွက်သူတို့ဟာကုန်ကျန်းနေပဲလို့တောင်ပြောလို့မရဘူးလားနော်လူဘဝရဲ့တန်ဖိုးဆိုတာနားလည်ရမှာဟုတ်လားဒါကြောင့်ကောင်းမြတ်တဲ့ဘဝဆိုတာဘာကိုပြောတာတော့ဆိုတော့လူဘဝကိုပြောတာတဲ့အဲ့ဒီလူဘဝကိုရတဲ့အခါမှာအကောင်းဆုံးသောလက်လာဘကိုရအောင်ယူရနော်လက်လာဘနော်လာဘဆိုတဲ့စကားလာရေးချဘာကုန်းနဲ့ရေးထားတာလာဘဟုတ်လားအဲ့ဒါကိုဗမာလိုပြန်တော့လာရေးချဘာကုန်းကိုအတက်ကလေးထည့်လိုက်တယ်လက်ဟုတ်လားလက်ဆိုပါတော့ရခြင်းပေါ့နော်အဲ့တော့အကောင်းဆုံးရခြင်းဆိုတာဘာကိုပြောတာလဲဆိုတော့ခုပြောတဲ့တရားတရားကိုရတာကိုပြောတာတဲ့နော်တရားတရားရှိလို့ရှိရင်အကောင်းဆုံးသောလက်လာပါကိုအဲ့ဒီလူဟာရထားတာဟောဆိုဒီယုံကြည်မှုကိုအကြောင်းပြုပြီးတော့အလွန်တန်ဖိုးကြီးတဲ့ဒါနသီလသမာဓိပညာဆိုတဲ့ကုသိုလ်ကောင်းမှုတွေဆက်ပြီးတော့ရမှာဖြစ်တဲ့အတွက်ကြောင့်တရားတရားကိုအကောင်းဆုံးလက်လို့ပြောတာဟုတ်လားယုံကြည်မှုရှိမှကုသိုလ်ကောင်းမှုဆိုတာယုံကြည်မှုမရှိရင်ကုသိုလ်ကောင်းမှုဆိုတာမပြုပြဘူးဒါနရဲ့အကျိုးမယုံဘူးဆိုရင်ဒါနမပြုဘူးဒါရှင်းရှင်းလေးပဲဟုတ်လားသီလရဲ့အကျိုးပြစ်ကိုမယုံဘူးဆိုရင်သီလနဲ့ပြည့်စုံအောင်လုပ်မှာမဟုတ်ဘူးဘာဝနာတရားအထုတ်လို့ရှိရင်ချမ်းသာမယ်ဆိုတာမယုံဘူးဆိုရင်ဘာဝနာတရားကိုလည်းပဲအထုတ်မှာမဟုတ်လားဒါကြောင့်မယုံရင်ဘာကုသိုလ်မှမရဒါကြောင့်မြတ်စွာဘုရားကတရားတရားဟာလက်နဲ့တူတယ်တဲ့နောက်ကိုယူကျင်တာလေးကိုလှမ်းပြီးတော့ယူလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဟုတ်လားကုသိုလ်ကောင်းမှုမျိုးစုံတည်းဟူသောပစ္စည်းဥစ္စာတွေကိုယုံကြည်မှုတရားတရားတည်းဟူသောလက်နဲ့လှမ်းယူလို့ရတယ်ဆိုတာကိုပြောတာနော်ဒါကြောင့်တရားတရားကိုတာဝရိန္ဒာနတ်တွေကဗါတဲ့တော့အကောင်းဆုံးသောလက်ကိုပြောတာတဲ့ဟုတ်လားအဲ့ဒီလက်ကိုရတဲ့အခါမှာလည်းပဲတည်တံ့ခိုင်မြဲအောင်ကြိုးစားပါဆိုတာကဘာပြောတာတော့ဆိုတော့သောတာပန်ဖြစ်အောင်လုပ်ပါလို့ပြောတာတဲ့နော်အရိယာဖြစ်အောင်လုပ်ပါသစ္စာလေးပါးကိုမဉဏ်နဲ့ထိုးထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်အောင်ကြိုးစားပါလို့ပြောတာတဲ့ဘာလို့ဆိုတော့သူကအဲ့ဒီအဆင့်ရောက်မှဒီတရားတရားကခိုင်မြဲသွားတာဟုတ်လားသစ္စာလေးပါးကိုသိပြီးဆိုရင်တော့သူ့ရဲ့ယုံကြည်မှုကဘယ်လိုအကြောင်းကြောင့်မှတုန်လှုပ်เสียအကြောင်းမရှိတော့ဟုတ်လားအဲ့တော့ပိဋကပေါင်းတော်ကောင်းတို့ကိုယ့်ရဲ့တဏ္ဍာမှာအမြဲတမ်းတီးနေမယ်ဆိုရင်ကောင်းတဲ့အရာကဘယ်ရာတုံးလို့မေးရင်တရားတရားဟုတ်ရဲ့လားအသက်ကြီးသည့်ဒီဘဝရဲ့နောက်ဆုံးချိန်ထိဦးသည့်အချိန်ထိတကယ်ကောင်းတဲ့အရာကတော့ဘာလဲတော့ကိုကျင့်တရားဟုတ်လားအမြဲတမ်းတီးနေအောင်ကြိုးစားအထောက်ရမယ့်အရာကဘာလဲတော့တရားတရားနော်ဒီနောက်ဦးဇင်းတို့တတိယမေကွန်းလူသားတွေအတွက်တန်ဖိုးအကြီးမားဆုံးသောယတနာဆိုတာဘာကိုပြောတာတော့နဲ့ဟုတ်လားအဲ့ဒါကိုကျတော့မြတ်စွာဘုရားကပညာနရဏံရတနံနရဏံလူသားတို့အတွက်ရတနံယတနာလို့ပြောရမယ်တန်ဖိုးအလွန်ထိုက်တန်တဲ့ယတနာဆိုတာပညာအသိအလိမ္မာဉာဏ်ပညာကိုပြောတာတဲ့ဟုတ်လားလူသားတွေအတွက်ယတနာဆိုတာပညာကိုပြောတာတဲ့နော်
ဘာကြောင့်ပညာကိုယတနာလို့ပြောရတော့တန်ဖိုးကြီးလို့နော်ဒီနေ့မှာဦးဇင်းတို့ယတနာဆိုတာတန်ဖိုးရှိတဲ့အရာတွေကိုယတနာလို့ပြောကြတာပေါ့ယတနာဆိုရင်လည်းတန်ဖိုးရှိတာပါပဲဟုတ်လားဒါယတနာရဲ့အဓိပ္ပာယ်အကျဉ်းပြပြောတာယတနာဆိုတာတွေ့ရခဲ့တယ်မြင်ရခဲ့တယ်ကြုံရခဲ့တယ်နော်ရှိပုံရှိခံရှိတဲ့လူတွေမှာသုံးဆောင်နိုင်တယ်ဖြစ်ပေါ်ခဲ့တယ်မြို့မြို့ပါပဲမျက်နှိုးပေါ်ရကောင်းတယ်ပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးကိုကြည်လင်သေးတယ်ရှင်လန်းသေးတယ်ဒါယတနာရဲ့အဓိပ္ပာယ်တွေပါဟုတ်လားအဲ့တော့ဦးဇင်းတို့အဲ့ဒီတည်းကအဓိကကျတဲ့အဓိပ္ပာယ်ကိုပြောရရင်ယတနာဆိုတာဘာလို့ဆိုရင်တန်ဖိုးကြီးရပါပဲဟုတ်လားဒီနေ့မှာဦးဇင်းတို့တန်ဖိုးအကြီးအသေးပစ္စည်းတစ်ခုရဲ့တန်ဖိုးဘယ်လောက်ကြီးတယ်ဘယ်လောက်မကြီးဘူးတန်ဖိုးရှိလားမရှိဘူးလားသိကျင်တယ်ဆိုရင်ဘယ်လိုတိုင်းတာကြည့်မလဲအဲ့ဒီဟာလေးနည်းနည်းပြောခြင်းဟုတ်လားဒါတန်ဖိုးဘယ်လောက်ရှိလဲဆိုတာကိုသိကျင်ရင်ဘယ်လိုနဲ့စဉ်းစားကြည့်မလဲဘယ်လိုဝေဖန်ကြမလဲဦးဇင်းစဉ်းစားမိတာလေးကိုပြောမယ်ဗျာဒီအရာကကိုယ့်ကိုဘယ်လောက်ချမ်းသာသွားစေသလဲကိုယ့်ရဲ့ဒုက္ခတွေကိုဘယ်လောက်လျှော့ချပေးနိုင်တယ်လဲဆိုတဲ့ဒီအချက်နှစ်ချက်နဲ့ဒီအရာရဲ့တန်ဖိုးကိုတိုင်းတာသင့်တယ်လို့ထင်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဒုက္ခတွေဘယ်လောက်လျော့သွားတော့ကိုယ့်ဒုက္ခတွေကိုသူဘယ်လောက်ဖြည့်ရှင်းပေးနိုင်တော့ဒါကြောင့်ကိုယ့်ရဲ့တဏ္ဍာမှာဘယ်လောက်ချမ်းသာမှုတွေဖြစ်လာတော့အဲ့ဒီနှစ်ချက်နဲ့ဒီဟာရဲ့တန်ဖိုးကိုတိုင်းတယ်လို့ထင်ဟုတ်လားဒါကြီးအခုအများကြီးချမ်းသာမှုဖြစ်စေလေလေဆင်းရဲဒုက္ခတွေကိုဖယ်ရှားပေးလေလေဒါဟာကိုယ့်အတွက်တန်ဖိုးရှိလေလေပဲဆိုကြပါစို့ပိုက်ဆံမှာလည်းပဲအဲ့ဒီဆင်းရဲဒုက္ခကိုဖယ်ရှားတဲ့ချမ်းသာဒုက္ခကိုဖြစ်စေတဲ့အရည်အသွေးအတိုင်းအတာတစ်ခုထိတော့ရှိတယ်ဟုတ်တယ်မို့လားရွှေမှာလည်းရှိတယ်ကြောက်တံပရမများတွေမှာလည်းရှိတယ်ဟုတ်လားဆိုကြပါစို့ဦးဇင်းတို့1000တန်ဆိုလို့ရှိရင်1000တန်နဲ့တန်တိအားလျော်စွာဆင်းရဲဒုက္ခကိုဖယ်ပေးနိုင်တာရှိတယ်သမင်းစားနေမယ်ဆိုသမင်းစားတဲ့ဒုက္ခကိုသူရှင်းပေးမယ်ပေါ့ဒါနားလည်လွယ်အောင်ပြောတာပါဟုတ်လားအစာပြေတဲ့ချမ်းသာဒုက္ခကိုသူဖြစ်စေနိုင်မယ်ပညာကိုမှီတဲ့တန်ဖိုးကြီးမားတဲ့ရာဆိုတာဒီပြင်မရှိဘူးဘာကြောင့်လဲဆိုတော့ဒီပညာသီးသားနဲ့ဆင်းရဲဒုက္ခကိုတကယ်ဖယ်ရှားနိုင်ချမ်းသာဒုက္ခကိုတကယ်ဖြစ်စေနိုင်ဒီတော့ဦးဇင်းတို့ပညာတွေထဲမှာလည်းပဲအဆင့်အမြင့်ဆုံးနော်အမြင့်မြတ်ဆုံးသောပညာကဘာတုံးလို့ဆိုရင်သစ္စာလေးပါးကိုထွန်းပြီးတော့သိတဲ့မြင်တဲ့အရိယာမဉ္ဇဏ်ဟုတ်လားဒါအစစ်တမ်းမြင့်မားဆုံးသောဉာဏ်ပညာမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့အရိယာမဉ္ဇဏ်ဟာဘုရားတော်ကပြောခဲ့တဲ့အရည်အသွေးနှစ်ချက်ဘယ်လောက်ကြီးမားသလဲဆိုတာကိုစဉ်းစားကြည့်လို့ရတယ်ဆိုကြပါစို့အရိယာမဉ္ဇဏ်တွေထဲမှာအောက်ထစ်ဆုံးသောတပတ္တိမဉ္ဇဏ်ဆိုတာမရှိဘူးလားရှိအဲ့ဒီသောတပတ္တိမဉ္ဇဏ်ရဲ့အစွမ်းတတ္တိနည်းနည်းလောက်ဝေဖန်ကြည့်သောတပတ္တိမဉ္ဇဏ်ကိုရမယ်ဆိုလို့ရှိရင်သက္ကာယဒိဋ္ဌိဆိုတဲ့ငါဇွဲရယ်ဝိသိကိစ္စဆိုတဲ့ယုံမှားတန်တရားရယ်ဒီကိလေသာအညစ်အကြေးနှစ်ခုကိုလုံးဝပြောင်းစင်အောင်သူဖယ်ရှားပြတ်အဲ့ဒီလိုဖယ်ရှားလိုက်တဲ့အတွက်ကြောင့်အဲ့ဒီကိလေသာတို့ကြောင့်ဖြစ်ပေါ်လာမဲ့နောက်ငရဲတိရစ္ဆာန်ပိဋကအတုကေဆိုတဲ့ဘဝဆိုးဒုက္ခဆိုးတွေကိုလည်းတခါတည်းပဲဖြစ်ပြီးသားဖြစ်သွားခုဒီကမ္ဘာတို့ဦးချင်းတို့မှာအဲ့ဒီအတိအဲ့ဒီဉာဏ်ပညာမရသေးတော့ငါသိရင်ဘယ်ဘဝမှရောက်အောင်မှာတော့ဆိုပြီးတော့အနာဂတ်ရေးမှာစိတ်မအေးရတဲ့ဒုက္ခတွေရှိနေသေးတယ်ဒီပြင်ဘာတွေရှိလို့မှအဲ့ဒီဒုက္ခပျောက်မသွားဟုတ်လားပစ္စည်းတွေဘယ်လောက်ပိုင်းပညာတွေဘယ်လောက်တက်ကျန်းမာရေးတွေဘယ်လောက်ကောင်းဘဝရဲ့နောက်ဆုံးချိန်ဆိုတာဒီနေ့ရောက်ရအောင်မယ်ဟုတ်လားဘဝတစ်ခုကိုဆက်ပြီးတော့ရအောင်မယ်ကောင်းမြတ်တဲ့ဘဝဒီကူကြီးပဲတန်တရားရှောင်းလုံးရနေပါစေမယ်လို့အမခံချက်မရှိစိုးရင်စရာနော်ပူစရာတွေကတော့ရှိနေတယ်။ဘာကြောင့်အဲ့ဒီဒုက္ခတွေကမရှင်းသေးတာလို့မကင်းသေးတာလို့မမေးစောစောကဉာဏ်ပညာကိုမရသေးလို့ဟုတ်လားအဲ့တော့ဉာဏ်ပညာသည်ဒုက္ခကိုဖယ်ရှားပေးတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်။ဒီပြိုင်တည်းထဲမှာပဲအဲ့ဒီသောတပတ္တိမဉ္ဇဏ်ကိုရမယ်ဆိုလို့ရှိရင်ဘုရားယန္တာရိယသူတော်ကောင်းကြီးတွေအကောင်းဆုံးချမ်းသာဆိုပြီးတော့တဖွာဖွာချီးမွမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုလည်းပဲသူတို့မျက်မှောက်ပြုရတယ်နိဗ္ဗာန်ချမ်းသာဆိုတာဘာလဲဆိုတာကိုတိတိကျကျကာကနနာသိရမယ်ခုတည်းကသမားတို့အချင်းတို့တွေကအကောင်းဆုံးဆိုတဲ့အဲ့ဒီချမ်းသာကိုလည်းပဲလက်လန်းမမီနိုင်ကြသေးဘူးနော်တော်စွာရောစွာချမ်းသာကိုပဲဒီနေရာပြင်ချမ်းသာမဟုတ်တာကိုပဲချမ်းသာလို့ထင်ပြီးတော့မမောနေရတဲ့အဆင့်မှာပဲရှိသေးတယ်ဟုတ်လားဘာကြောင့်ဆင်းရဲဒုက္ခတွေကိုဖယ်ရှားမပြစ်နိုင်တာတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုအခုချိန်ထိမရသေးတာတော့လို့မြင်ရင်အဲ့ဒီပညာမရှိသေးလို့ဟုတ်လားတကယ်လို့လားအဲ့ဒီပညာရှိမယ်ဆိုရင်ဟောဒုက္ခတွေကိုလည်းပဲဖြတ်ပစ်လိုက်နိုင်တယ်ချမ်းသာတွေကိုလည်းပဲ
တကယ်အစစ်အမှန်မရနိုင်ဘူးလားရနိုင်တယ်အဲ့တော့ဉာဏ်ပညာတဲ့တန်ဖိုးကြီးတဲ့အရာမရှိဘူးဆိုတာအဲ့ဒီလောက်ထိစဉ်းစားတဲ့ဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒီအရိယမဉ္ဇဉ်တွေကတော့တန်ဖိုးအကြီးမားဆုံးပေါ့သို့တော့အဲ့ဒါတွေကအလဟတ်တကြီးဘွားကနေမိုးပေါ်ကြဖြစ်လာတာမျိုးမဟုတ်အရိယမဉ္ဇဉ်ကိုရခြင်းနဲ့ဆိုရင်ဝိပဿနာဉာဏ်ကိုရင့်ကျက်အောင်ပွားများရမယ်ဆိုတာတော့ပေးတဲ့တော့အလုံးသိပြီးသားဟုတ်လားအဲ့တော့ဘယ်ဟာပူပြီးတော့အရေးကြီးတဲ့အနေအထားမှာရှိလာတော့ဆိုတော့အဲ့ဒီဝိပဿနာဉာဏ်ကိုလိမ္မာအောင်ကျွမ်းကျင်အောင်ရင့်ကျက်အောင်ပွားများဖို့ကပို့ပြီးတော့အရေးကြီးတဲ့အနေအထားမှာရှိတယ်ဆိုတာပို့ပြီးတော့သဘောပေါက်လာတယ်မရှိဘူးလားရှိတယ်။ဟောဆိုသူ့ကိုမပွားများရင်ကိုတန်ဖိုးရှိတဲ့ဟာကမရနိုင်ဟုတ်လား။ဒါကြောင့်ကုထုဇဉ်ဘဝမှာတန်ဖိုးအကြီးမားဆုံးသောဉာဏ်ပညာနဲ့နေခြင်းနဲ့ဆိုရင်ဝိပဿနာဉာဏ်ပညာနဲ့နေလိုက်ဖို့ပဲရှိဟုတ်လား။အဲ့ဒီဝိပဿနာဉာဏ်ပညာနဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီပညာရှိနေတဲ့အခိုက်အတန့်မှာလည်းပဲနှလုံးစိတ်ဝမ်းငြိမ်းချမ်းရအေးချမ်းရဟုတ်လားပြီးရင်လည်းပဲသို့တော်ကပြောခဲ့တဲ့အကြည်အသွေးအလွန်မြင့်မားတဲ့အရိယာမဉ္ဇဉ်တွေကိုလည်းပဲသိကြပါဦးရလိမ့်မယ်မကောင်းဘူးလားဝိပဿနာဉာဏ်ပညာသည်အခုလည်းပဲပြစ္ဆုတ်ပံအခိုက်အတန့်မှာလည်းပဲအလွန်ကောင်းတယ်ပြီးရင်လည်းပဲအလွန်ကောင်းတဲ့အနေအထားကိုရစေလိမ့်မယ်ခုလည်းကောင်းတယ်နောင်လည်းကောင်းတယ်အလွန်ပြည့်စုံတယ်လို့ဆိုနိုင်ဘူးလားအတိတ်ကတော့ပြီးခဲ့ပြီထားခဲ့တော့ဘာမှလုပ်လို့မရတော့ဟုတ်လားအရေးကြီးတာကပြစ္ဆုတ်ပံလည်းကောင်းဖို့နောင်ပါလည်းကောင်းဖို့ဟုတ်လားအဲ့ဒီတာဝန်တစ်ခုလုံးကိုဝိပဿနာဉာဏ်ပညာကမယူဘူးလားယူတယ်အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်အောင်လို့တန်ဖိုးအကြီးဆုံးဆိုတဲ့ဒီပညာကိုယ်တန်တာမှာရှိအောင်ကြိုးစားရအောင်အဲ့တော့ဝိပဿနာပညာဆိုတာဘာလို့ဒီပညာဆိုတာဘာကိုပြောတာတော့လို့မေးရင်ဦးဇင်းတို့အရှင်းဆုံးအတူဆုံးပြောရရင်တော့ကိုယ်ခန္ဓာရဲ့မမြဲတဲ့သဘာဝတရားတွေကိုမမြဲဘူးလို့သိလို့ရှိရင်ဒါဝိပဿနာပညာပါပဲဒါအလွယ်ဆုံးပြောတာပါဟုတ်လားဒီစကားကရှင်းမယ်ဆိုရင်တော့အများကြီးအဓိပ္ပာယ်ကျယ်တာပေါ့နော်ခန္ဓာရဲ့မမြဲတဲ့သဘာဝကိုမမြဲဘူးလို့သိရင်အဲ့ဒါဘာလဲတော့ဝိပဿနာပညာဆိုကြပါစို့ဒကာမတို့ဦးဇင်းတို့ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့သဘာဝတရားတွေဟာတလက်ဇက်အမြဲတမ်းဖြစ်နေတယ်ဟုတ်လားဖြစ်နေတယ်အဲ့ဒီဖြစ်နေတဲ့သဘာဝတရားတွေဟာဘယ်သဘာဝတရားမှအမြဲတမ်းတည်တတ်နေတယ်ဆိုတာမရှိဘူးဟုတ်လားဘဝဆိုတာရဲ့အဓိပ္ပာယ်အကျဉ်းပြင်းကဖြစ်ခြင်းလို့နားလည်ထားကြရအောင်နော်ဘဝဆိုတာဘာလဲတော့ဖြစ်ခြင်းအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဘာတွေဖြစ်နေတယ်လို့ထင်တော့မြင်တာတွေဖြစ်တယ်အဲ့ဒီတော့ရှိကကြောင်းပြလိုက်တော့နောက်ကလိုက်နိုင်မယ်ထင်ပါတယ်ဟုတ်လားနောက်ထပ်ဘာတွေဖြစ်လဲကြားတာတွေဖြစ်မယ်အနတ်အမျိုးမျိုးကိုနမ်းရှူတာဖြစ်မယ်ရတာမျိုးမျိုးစားတော့တာဖြစ်မယ်အတွေ့အထိမျိုးစုံကိုတွေ့ထိနေတာဖြစ်မယ်အတွေ့အကြံမျိုးမျိုးတွေ့ကြနေတာဖြစ်မယ်အကြံမြင်ဘယ်နှမျိုးတော့6မျိုးဒီ6မျိုးကိုပဲဘဝလို့ခေါ်တာပါဒီ6မျိုးကလွဲလို့လည်းပဲဘဝဆိုတာဒီပြင်မရှိဟုတ်လားအဲ့တော့မြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းဒါတွေဟာဖြစ်เสียအကြောင်းတွေရှိနေတော့တစ်မျိုးပြီးတစ်မျိုးအမျိုးမျိုးဒလဇက်ဒီခန္ဓာကိုယ်ကြီးပေါ်မှာမဖြစ်နေတော့ဖြစ်နေတယ်အဲ့ဒီဖြစ်နေတဲ့အဲ့ဒီတရားတွေဟာတခုမှတည်တတ်နေတယ်ဆိုတာမရှိဖြစ်ဖြစ်ပျောက်ပျောက်ပဲဟုတ်လားမြင်တာလည်းမြင်ပြီးရင်ပြီးသွားတာပဲဟုတ်လားမပြီးအောင်ထိန်းထားလို့မရနော်ဒါပေမဲ့လွန်ထင်ရှားတာကတော့ဦးဇင်းတို့ဒီကြားတဲ့ကိစ္စကတော့တော်တော်ထင်ရှားတယ်လို့ဦးဇင်းထင်တယ်ဒါကတော့တုံတယုံလူတွေရဲ့ဉာဏ်နဲ့တောင်နည်းနည်းလောက်ပြောလိုက်တာနဲ့သဘောပေါက်မယ်လို့ဦးဇင်းကတော့ထင်တာပဲအခုဦးဇင်းစကလုံးတွေအတန်တွေအများကြီးပြောခဲ့တာပဲလေတလုံးမှာအခုဖတ်တင်နေတာမရှိဘယ်ရောက်သွားနော်လုံးဝမရှိတော့သာဝရပြောက်ွယ်သွားဒါပေမဲ့ဦးဇင်းကနောက်ထပ်အဲ့ဒီအတန်ဖြစ်အောင်ထပ်ပြီးတော့ကြိုးစားနေတဲ့အာထုံနေတဲ့အကြောင်းတရားတွေကရှိနေတော့အတန်တွေကအသစ်ပါဖြစ်နေတယ်ဆက်ဆက်ဖြစ်နေအဲ့တော့ဘိသတို့ကလည်းဆက်ဆက်ပြီးတော့ကြားနေတာပေါ့ဟုတ်လားသိကြတာကတော့အဲ့ဒီအတန်ရောအဲ့ဒီကြားတဲ့သဘောရောအတွဲလိုက်မြန်ဆန်းကိုကြောက်ပြက်လိုက်ဟုတ်လားကြောက်ပြက်လိုက်ဟုတ်လားဒါကြောင့်ဘိသဘောဆိုအဲ့ဒီအချက်လေးကိုသိချာစဉ်းစားကြည့်နော်အတန်ရဲ့သဘောလေးကိုသိချာစဉ်းစားကြည့်နော်ဖြစ်ပေါ်လာတယ်မရှိတော့နောက်ထပ်ဆက်ပြီးတော့ဖြစ်ပေါ်လာတယ်ဒလဇက်ပဲမရှိတော့သူနားနေတယ်ရက်နေတယ်ဆိုတာမရှိဖြစ်ပျောက်ဟုတ်လားအဲ့လိုပဲဒီပြင်ယုံနေနေရလဲပဲဒီသဘောပါပဲသို့တော့ကိုကဒီဖြစ်ချင်းပြည့်ချင်းကအလွန်လင်းမြန်နဲ့နှုံထားနဲ့သွားတာနော်ဒလဇက်ဖြစ်ချင်းတွေကတောက်လျှောက်အစားထိုးတာဆိုတော့
မြဲတမ်းရှိနေတယ်လို့ထင်တာအမှန်ကအမြဲတမ်းရှိနေတာမဟုတ်နောက်ထပ်အသစ်ကအမြဲတမ်းဖြစ်နေလို့ရှိနေတယ်လို့ထင်ရတာသဘောပေါက်လားဦးဇင်းပြောတာနော်ဒီဖြစ်လာတာတွေကမရှိတော့ဘူးနောက်ထပ်ဖြစ်နေတာတကူဒါရှိလာတယ်ပေါ့ဟုတ်လားဖြစ်လာတယ်သို့တော့အဲ့ဒါကလည်းပဲတောက်လျှောက်ပဲပြောက်သွားတယ်နောက်ထပ်ဖြစ်လာတာထပ်ပြီးတော့ရောက်လာတယ်သို့တော့သူလည်းပဲတောက်လျှောက်ပြောက်သွားတယ်ဒီလိုနည်းနဲ့သွားတယ်အဲ့လိုနည်းနဲ့ဦးဇင်းတို့ဘိသမပေါင်းတော်တို့စဉ်းစားကြည့်ရင်တော့လက်မခံနိုင်ကြပါရှိဘူးလို့ဦးဇင်းထင်တယ်နော်အမိဝမ်းကကြွခံစားကတကယ်မှနီနီရဲရဲလေးပဲဟုတ်လားအခုအဲ့ဒါပဲရောက်သွားတယ်ဘယ်ချိန်တုန်းကပြောင်းသွားဘယ်ချိန်တုန်းကပြောင်းသွားလို့ပဲပြောအမြဲတမ်းအချိန်နဲ့မျှပြောင်းနေတာဟုတ်လားအလိုနဲ့တစ်နှစ်သားနှစ်နှစ်သားသုံးနှစ်သားလေးနှစ်သားငါးနှစ်သားအရွယ်လေးတွေနဲ့တဖြည်းဖြည်းနဲ့ဟောတချို့ဆိုလို့ချင်းအသက်80 80ရောက်လာဟုတ်လားရုတ်တရက်ပစ္စည်းတစ်ခုကိုဘိုးဘက်ဒီပဲလှန်လိုက်တယ်လို့မျိုးဇက်ကနေပြောင်းသွားတာမျိုးဘယ်ချိန်ကပြောင်းသွားတယ်လို့ပြောလို့မရဘယ်ချိန်ကပြောင်းတာလို့မင်းအချိန်တိုင်းပြောင်းနေတာမပြောင်းတဲ့အချိန်မရှိဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းသဘောတဘာဝဘာလဲလို့မြင်ဒီမမြဲတဲ့သဘောဟာဘဝရဲ့သဘောတဘာဝပဲဟုတ်လားဒါကိုအမှန်တိုင်းသိမယ်ဆိုလို့ရှိရင်အဲ့ဒါဝိပဿနာပညာပဲဟုတ်လားသို့တော်လည်းပဲဒီမမြဲတာကိုသိတဲ့အဆင့်တွေကတော့အမျိုးမျိုးရှိတာပေါ့ဗျာမနေ့တုန်းကပြီးခဲ့ပြီမနေ့တုန်းကပြီးခဲ့လို့ဒီနေ့ဆက်ပြီးတော့ရှင်းသန်းနေတာဒီနေ့ဆိုတာလည်းပြီးအောင်မှာဒါမှမနေ့ပြန်ဆက်ပြီးတော့ရှင်းသန်းရမှာဒါကတော့သူကတရချင်းရဲ့မမြဲတဲ့သဘောကိုရှင်းသန်းတာပေါ့ဟုတ်လားသို့တော့အဲ့ဒါထက်ပိုပြီးတော့အနုစိတ်လို့မရဘူးလားညနော်မနေ့တုန်းကအနေထားပျက်စီးပြီးမှနေ့လေအနေထားဆက်ပြီးတော့ဖြစ်နေတာဟုတ်လားနေ့လေအနေထားပျက်စီးပြီးမှညနေဆိုတာဆက်ပြီးတော့ဖြစ်နေတာအဲ့ဒါတည်းပို့ပြီးတော့စိတ်လို့ရတယ်တဏှာကြီးပြီးတဏှာကြီး1မိနစ်ပြီး1မိနစ်10စက္ကန့်ပြီး10စက္ကန့်စောစောတုန်းကအနေထားလေးတွေခုပြန်ရခြင်းလို့မရတော့မဖြစ်သွားပြီတော့မရှိတော့အခုအနေထားလည်းပဲတောက်လျှောက်ပဲပြောင်းနေတာပါပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အလွန်အနုစိတ်အောင်အသေးစိတ်သိအောင်ကြိုးစားနိုင်နေတယ်အဲ့ဒီဉာဏ်ပညာကထက်မြက်နေတယ်ဟုတ်လားအဲ့ဒီဉာဏ်ပညာအလွန်တန်ဖိုးရှိဒီမမြဲဘူးဆိုတာကိုသိရတာအလွန်တန်ဖိုးကြီးမှမမြဲတာကိုသိလို့ရှိရင်သိရတဲ့အခိုက်အတန့်မှာလည်းပဲအလွန်ငြိမ်းချမ်းတယ်ဟုတ်လားသူအမှန်ကိုသိတဲ့အခိုက်မှာပူအောင်ရှို့မယ်လောဘဒေါသကအဲ့ဒီချိန်မှာကိုယ့်ဒီကိုကတ်လို့မရဘူးဒါကြောင့်ကိုယ့်ရဲ့စိတ်နှလုံးကတတ်တာဝင်ရဘောပေါက်တော့ဦးပြောတာနောက်မမြဲတာကိုသိနေတဲ့ချိန်မှာပူလောင်အောင်ရှို့မြိုက်မဲ့တရားတွေကကိုယ့်ရဲ့စိတ်နှလုံးကိုသူတို့အနာကတ်လို့မရဘူးအဲ့ဒီချိန်လေးတတ်တာပဲဟုတ်လားဒါကြောင့်ဘာမှဖြစ်နေဒါပျက်စီးလိုက်နေတဲ့အရာလို့သိလို့ရှိရင်လောဘဒေါသအဲ့ဒီချိန်မှာမဖြစ်ဘူးတကယ်တမ်းကလောဘဒေါသဖြစ်တယ်ဆိုတာဒီပျက်စီးမှုကိုမမြင်လို့ဖြစ်တာလိုချင်တယ်ဆိုတာလည်းဒီအပြစ်ကြီးမမြင်လို့လိုချင်တာပါပဲမကြည်မနှက်ဖြစ်တယ်ဆိုတာလည်းပဲဒီအမြင်နဲ့ပျက်စီးနေတယ်ဆိုတာကိုမမြင်လို့ဒါကြီးကိုမကြည်မနှက်ဖြစ်တာဖယ်ပြစ်ချင်တယ်ပေါ့လေဟုတ်လားစိတ်တိုင်းမကြံဖြစ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မမြင်တာကိုမြင်တဲ့ဉာဏ်ပညာတွေလောလောဆယ်လည်းပဲအလွန်တရာမှနှလုံးစိတ်ဝမ်းကိုအေးချမ်းစေပြီးရင်လည်းပဲဉာဏ်ပညာတွေကအစဉ်စဉ်ရစ်ပြီးတော့မဲ့ပညာဖို့ပညာအထိနော်သူအကျိုးဆောင်မပေးဘူးလားပေးမယ်ခုလည်းကောင်းတယ်နောက်လည်းကောင်းတယ်ဒါကြောင့်ဒီပညာသီးတာနဲ့ယရနာလို့နားလည်ရအောင်တန်ဖိုးကြီးမားတယ်ဆင်းရဲဒုက္ခကိုဖြည့်ဆည်းနိုင်တယ်ချမ်းသာဒုက္ခကိုဆောင်ကျဉ်ပေးနိုင်တယ်ဒီတိုင်းတာတရားဒီတစ်ခုလည်းမမေ့နဲ့နော်အဲ့ဒါဒီဉာဏ်ပညာတည်းဟူသောယရနာကိုပိုင်ဆိုင်အောင်အားထုတ်ကြဖို့မလိုလားလို့တယ်အဘယ်နည်းနဲ့အားထုတ်လို့ဒီပညာကိုရခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်ဘာဝနာနည်းနဲ့အားထုတ်ရနော်ခန္ဓာကိုယ်ကိုတတိကတ်ထားတဲ့နည်းပေါ့ဟုတ်လားဒါအတူရုပ်ပြောပြတာဟုတ်လားကိုယ်ခန္ဓာမှာဘာပဲဖြစ်ပေါ်လာတဲ့သဘာဝတရားတိုင်းကိုတတိဥစည်းပြီးတော့တိနေအောင်ကြိုးစားအားထုတ်ရဒါဆိုရင်တတိပဋ္ဌာန်ဘာဝနာကိုပွားများနေတယ်လို့မဆိုနိုင်ဘူးလားရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ဖြစ်ချင်တာဖြစ်ပါစေဟုတ်လားအဲ့ဒီဖြစ်တာကိုတတိဥစည်းပြီးတော့အမြဲတမ်းတိနေအောင်အားထုတ်နိုင်မယ်ဆိုရင်ဒီဖြစ်ပေါ်လာတဲ့တရားတွေဟာအမြဲတမ်းချုပ်ပြောက်လိုက်နေတာပဲဆိုတာကို तू မသိပဲနေမှာမဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဖြစ်တိုင်းတတိဥစည်းပြီးတော့တိနေအောင်အားထုတ်ရနေရာမရွေးနဲ့ရသလောက်အမြဲတမ်းလုပ်အချိန်မရွေးနဲ့အမှားတော့မရွေးလည်းမရွေးရအောင်ရွေးနေရင်လည်းသိမဟုတ်သေးဘူးဒါကြောင့်မြတ်စွာဘုရားကသတိပဋ္ဌာန်တရားဆိုတာနေရာတိုင်းမှာအားထုတ်ရမယ်အချိန်တိုင်းမှာအားထုတ်ရမယ်အားမထုတ်ရမယ့်အချိန်လို့တစ်ချိန်မှမရှိဘူးကိုယ့်ကိုအားမထုတ်တာကတော့အဓိပ္ပာယ်တစ်မျိုးပေါ့အားထုတ်လို့လည်းရတယ်
အားလဲအားထုတ်ရမယ်လို့မြတ်စွာဘုရားကအဲ့လိုခေါ်ခဲ့တာပဲဟုတ်လားဒါကြောင့်ဒီနေရာမှာဒီအချိန်မှာသတိပဋ္ဌာန်တရားကိုအားထုတ်လို့မရဘူးလားဘယ်နေရာမှာမဆိုဘယ်အချိန်မှာမဆိုဘယ်အနေအထားမျိုးမှာမဆိုအားထုတ်လို့ရတယ်အတိတ်ကပါသတိထားလိုက်ဖို့ပဲနော်သတိဥစည်းပြီးတော့ဒါကိုတိနေလိုက်ဖို့ပဲဟုတ်ရဲ့လားအဲ့ဒါဆိုလို့ရှိရင်မမြင်တဲ့သဘာဝကိုသိတဲ့ဉာဏ်ပညာကိုမရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်ပေးသဘောကတော့တတိယမေခွန်းရဲ့အဖြစ်ပညာသီတာလင်းလူသားတွေအတွက်ယရဏနာယီကမပါဘူးဥစဉ်တရားဟောတာဘယ်လောက်ရှိသွားပြီလဲ45မိနစ်ရှိသွားနောက်ထပ်တစ်ပါးကြံသေးတယ်သိလို့မရသေးဘူးနော်အဲ့တော့နောက်မှလေးတော့တူတူပဲပြောမယ်အဲ့ဒါလည်းဥစဉ်စဉ်းစားတရားတော်တော်ကောင်းတယ်နောက်ဆုံးမေခွန်းရဲ့အဖြစ်ကနော်နောက်ဆုံးမေခွန်းကဘာလဲလို့ဆိုတော့လူဆိုးတခိုးတွေအတင်းအဓမ္မလူယူဖြစ်စည်းလို့မရတဲ့ຢာဟာဘယ်ຢာလဲတဲ့အဲ့တော့မြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုတော့ပုံညာစောရိဟိတူဟတာလူဆိုးတခိုးတွေအတင်းအဓမ္မလူယူဖြစ်စည်းလို့မရတဲ့အရာကတော့ကုသိုလ်ကောင်းမှုပဲတဲ့ဟုတ်လားအဲ့ဒီစကားလေးကိုကြားလိုက်တော့စိတ်ထဲမှာဘယ်လိုခံစားရတော့ဆိုတော့ဘဝမှာအာမခံချက်ရှိဆုံးအရာကုသိုလ်ကောင်းမှုပဲဆိုတာကိုဦးဇင်းကတော့စဉ်းစားမိသွားတယ်ဟုတ်လားဇုံးဝဖြစ်စည်းလို့မရကျန်တာတွေကကိုယ့်ထက်အားကြီးတဲ့အရာကဖြစ်စည်းမယ်ဆိုရင်ပျက်စီးသွားတယ်ကိုယ်တကယ်ပိုင်တယ်လို့ပြောလို့မရဟုတ်လားကုသိုလ်ကောင်းမှုကြတော့အဲ့လိုမဟုတ်ဘူးဇုံးမှလည်းဖြစ်စည်းလို့မရဘူးအတင်းအဓမ္မအနိုင်ထက်လို့လည်းမရဘူးကိုယ်တကယ်ပိုင်တဲ့အရာဖြစ်တယ်ဆိုကြပါစို့ဦးဇင်းတို့ကျန်တဲ့ပစ္စည်းဥစ္စာတွေဆိုတာကဘလောက်ပဲကိုယ့်ရဲ့ထိမ့်သိမ့်မှုကောင်းလို့ကိုယ်ပိုင်ပါတယ်လို့ပြောဒီခန္ဓာကိုယ်ကြီးပြက်ပြီဆိုရင်တော့အဲ့ဒါကိုပစ္စည်းတွေမဟုတ်တော့ဘူးဒါသိကြသွားပြီပေါ့ဟုတ်လားကုသိုလ်ကောင်းမှုကြတော့သူကခန္ဓာကိုယ်ကြီးပြက်သွားလို့ဒီခန္ဓာကိုယ်ကြီးကိုစွန့်ရမယ်တနေ့မှတောင်မှသူ့ကိုယ်ဟာစွန့်ထားခဲ့เสียမလို့ဆိုလိုတာကဘဝတိုင်းဆက်ပြီးတော့ပိုင်းနေတဲ့အရာကြွားချတယ်နော်ပဂရိပစ္စည်းဥစ္စာနဲ့ဒီကုသိုလ်ကောင်းမှုတွေဟူသောပစ္စည်းဥစ္စာရဲ့အည်အသွေးအလွန်မကွာခြားဘူးလားကွာခြားတယ်ပဂရိပစ္စည်းဥစ္စာကျန်တာတွေကဘာပဲပြောသူကအလွန်ဆုံးခံရင်တဘဝဒီတဘဝအတွင်းမှာတောင်မှဖြစ်စည်းမဲ့လူရှိရင်ပြည့်စည်အောင်မယ်ကုသိုလ်ကောင်းမှုကြတော့ဖြစ်စည်းမဲ့လူရှိလည်းမပြည့်စည်ဒီတဘဝလည်းမကဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုကိုကြိုးစားပြီးတော့ကိုယ်တဏ္ဍာမှာရောက်အောင်ရှိအောင်လုပ်ကြဖို့လိုတယ်ဟုတ်လားအဲ့ဒါဟာတကယ်အာမခံရရှိတယ်ဘဝတိုင်းကိုယ်တကယ်ပိုင်မဲ့အရာဖြစ်တယ်ဟုတ်လားဘဝရဲ့ပုံမှာဒကာမတို့ဦးဇင်းတို့တွေကဆွေးလန်းမှုမကင်းကြသေးတော့ဒီဘဝအိဋ္ဌဖြစ်တဲ့အခါမှာနောက်ထပ်သေးကြဘဝတစ်ခုခုကိုရလိမ့်ဒါသိကြတယ်နော်ဘာလို့ဆိုဘဝတဏှာရှိသေးတာအဲ့လိုဘဝတစ်ခုကိုရတဲ့နေရာမှာကောင်းတဲ့ဘဝကိုရမှာလားဆိုးတဲ့ဘဝကိုရမှာလားဆိုတာကတော့ကိုပြုထားတဲ့ကံအားလျော်စွာရကြလိမ့်မယ်ဆိုးတဲ့ဘဝကိုရတာနဲ့ကောင်းတဲ့ဘဝကိုရတာကပူပြီးတော့ကောင်းတယ်ဆိုတာကတော့အလွန်ရှင်းပါတယ်ဟုတ်လားသို့တော်လည်းပဲတစ်ခါတည်းရမှာကံအားလျော်စွာရုံညံ့တဲ့ဘဝတွေကိုလည်းပဲရသွားနိုင်တယ်သို့တော်သိကြတာကရုပ်တဲ့ဘဝကိုပဲရဆိုးတဲ့ဘဝကိုပဲရကောင်းတာတွေကိုလှုပ်ထားတယ်ဆိုရင်တော့အဲ့ဒီကောင်းတာလေးတွေကဘဝတိုင်းမှာလိုက်ပြီးတော့အကျိုးပေးတယ်ဆိုတာလေးကတော့သိကြတယ်ဒါကြောင့်ဦးဇင်းတို့တချို့ခွေးဖြစ်တာချင်းတောင်တူပေမဲ့လို့ခွေးတစ်ကောင်နဲ့တစ်ကောင်နော်ကံကောင်းတာချင်းကံဆိုးတာချင်းမတူနော်တချို့ခွေးကတချို့လူတဲ့လူနေမှုအစဉ်အတန်းမြင့်နေတာတွေတောင်ရှိသူတို့ကိုကောင်းတယ်လို့ပြောတာမဟုတ်ပါဘူးဒါကတတ္တဝါတွေရဲ့ကံတရားကိုနှံ့ပြီးတော့စဉ်းစားကြည့်နော်စဉ်းစားကြည့်နော်ဒါကြောင့်ကိုလှုပ်ထားတဲ့အလုပ်ကလေးတွေဟာမတူတဲ့အတွက်ကြောင့်ခွေလဲခွေချင်းမတူဘူးလူလဲလူချင်းမတူဘူးဘာတွေကမတူအောင်ဝေဖန်နေတာတော့ပိုင်းခြားနေတာတော့လို့စဉ်းစားကြည့်တော့ကုသိုလ်ကောင်းမှုပြုခဲ့တာအနည်းအများကပိုင်းခြားဝေဖန်နေတာဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးတဲ့ကောင်းသူတို့လောကကြီးကအတ္တလောကကြီးမဟုတ်ဘူးအနတ္တလောကကြီးဟုတ်လားအကြောင်းအကျိုးလောကကြီးနော်ကိုလှုပ်ထားတဲ့အတိုင်းဖြစ်ကြတယ်ဖြစ်စရာချင်းဖြစ်တာပဲဖြစ်စရာမရှိရင်မဖြစ်ဘူးပဲအဲ့တော့ကောင်းဖြစ်ဆိုရင်ကောင်းဖြစ်စရာအကြောင်းတရားနဲ့ပြည့်စုံအောင်လုပ်လိုက်ဖို့ဟုတ်လားအဲ့ဒီတည်းမှာဦးဇင်းတို့အာမခံရဲ့အရှိဆုံးအခိုင်အမာဆုံးကတော့ဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုနော်ခန္ဓာကတော့အိဋ္ဌမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာပြတ်မှာပါဟုတ်လားဒါသိရတယ်နော်သို့တော့ဘယ်လိုဘဝမျိုးကိုပဲရအာကိုအာရာပြုရမယ်ကုသိုလ်ကောင်းမှုကိုကြိုးစားပြီးတော့ရှာဖွေစုဆောင်းဖို့မလိုဘူးလားလိုပါနော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့လူဆိုးတခိုးတွေအတင်းအဓမ္မလူယူဖြစ်စည်းလို့မရနိုင်တဲ့အရာဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုနော်ဒါကြောင့်ဒါနလည်းပဲပြုရမယ်သီလလည်းပဲတဏ္ဍနဲ့များဖြူစင်အောင်အားထုတ်ရမယ်
သမာဓိပညာတွေလည်းပဲတတ်နိုင်သမျှဝါများရမယ်ဘယ်ကုသိုလ်မျိုးမဆိုသူ့အတိုင်းတာနဲ့သူတတ္တဝါကိုချမ်းသာစေတာကြီးပါပဲဟုတ်ရဲ့လားဒါကြောင့်အလွန်အာမခံချက်ရှိတဲ့အလွန်ခိုင်မာတဲ့ကိုယ့်အတွက်အလွန်အားကိုးရဖြစ်တဲ့အရာဟာဘာလို့မေးရင်ကုသိုလ်ကောင်းမှုစိတ်ထဲမှာအပြည့်ရှင်းထားရမှာနော်အဲ့တော့ဒီကနေ့ဦးဇင်းတို့တရား၄လုံးပြောလိုက်တယ်နော်အိုသည့်တိုင်အောင်အသက်ကြီးသည့်တိုင်အောင်ဘဝရဲ့နောက်ဆုံးအချိန်ထိတိုင်အောင်တကယ်ကောင်းတဲ့အရာဘာလို့ကိုချင်းသေးလားအလွန်သဘာဝကျတဲ့တရားတွေဟုတ်လားကိုယ့်ရဲ့တဏ္ဍာမှာအမြဲတမ်းတည်တံ့ခိုင်မြဲနေမှာကောင်းမဲ့ရာကတော့ဘာလို့ယုံကြည်မှုတရားယုံကြည်ချက်ကောင်းတဲ့ယုံကြည်ချက်လေးခိုင်မြဲနေဖို့လိုတယ်ပေါ့ဟုတ်လားနောက်ပြီးတော့ယတနာလို့ပြောရအောင်တန်ဖိုးကြီးမားတဲ့အရာကဘာလဲတော့ပညာနော်ပညာဆိုတာဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိတာနော်ဘဝရဲ့သဘောခန္ဓာရဲ့သဘောကမမြဲတဲ့သဘောမျှတာဖြစ်တယ်ဆင်းရဲတဲ့သဘောမျှတာဖြစ်တယ်ဟုတ်လားတစ္ဆာရှုတော့မှကြည့်ရင်တော့ဆင်းရဲပေါ့နော်သို့တော့အဲ့ဒီဆင်းရဲဆိုတာလည်းမမြဲတာကိုမြင်မှဆက်ပြီးတော့မြင်နိုင်တာကိုအဲ့တော့မမြဲတဲ့အနိစ္စလက္ခဏာကအလုံးအရေးကြီးတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားနော်အဲ့ဒီမမြဲတဲ့သဘောကိုအမှန်တိုင်းသိတဲ့ဉာဏ်ပညာသိတာလည်းတကယ်တန်ဖိုးကြီးမားတဲ့ယတနာဆင်းရဲကိုခြေပြတ်နိုင်တယ်ချမ်းသာကိုဆောင်ကျဉ်လာနိုင်တယ်ဟုတ်ရဲ့လားနောက်ဆုံးကုသိုလ်ကောင်းမှုဆိုတာကိုကျွန်တော်ဘယ်လိုပြောလိုက်တော့လူရိုးတစ်ခုတွေအတင်းအဓမ္မလူယူဖြစ်စီလို့မရတဲ့အရာလို့ပြောတယ်ဟုတ်လားအဲ့ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့ကအများကြီးချဲ့ထွင်ပြီးတော့စဉ်းစားရမှာနော်အလွန်အာမခံချက်ရှိတဲ့အလွန်အားကိုးတိုက်တဲ့နော်အလွန်ခိုင်မာတဲ့အရာလို့စိတ်ထဲအလိုနားလည်ရနော်ဒါကြောင့်ဟိုတိတိုင်အောင်ကောင်းတဲ့ကိုချင်းသီလပြည့်စုံအောင်ကြိုးစားနိုင်ကြပါစေဟုတ်လားအမြဲတမ်းခိုင်မြဲနေမှကောင်းတယ်ဆိုတဲ့တရားတရားကိုလည်းပဲခိုင်မြဲနေအောင်ကြိုးစားနိုင်ကြပါစေဟုတ်လားယတနာလို့ပြောရအောင်တန်ဖိုးကြီးတဲ့အသိဉာဏ်ပညာကိုလည်းပဲမိမိတန်တာမှာရှိအောင်ကြိုးစားနိုင်ကြပါစေဟုတ်လားနောက်ဆုံးအလွန်ခိုင်မာတဲ့အလွန်အားကိုးလိုက်တဲ့ကုသိုလ်ကောင်းမှုမျိုးစုံကိုလည်းပဲတတ်နိုင်တယ်များပြုလို့အားထုတ်ပြီးတော့အားကိုးရအစစ်မှန်ကိုရှာနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့နော်ပြုလို့အားထုတ်အပ်သောကုသိုလ်ကောင်းမှုအရှုသူတို့ရဲ့အစွမ်းတတ္တိရောက်မဲ့ဉဏ်ပူဉဏ်မျက်နှိပ်ပံကိုမျက်မှောက်ပြုပေရစည်းကုန်သောဟုပတနာအောင်စုပြုကြကုန်ရာတည်း